ကျွန်တော်တို့ဘက်မှာရှိနေတယ်ဒါဒီကျွန်တော်လုံးဝ force ဆုပ်ပြောတာမဟုတ်ဘူးနော်ဖြစ်ပြနေတဲ့အခြေအနေအကုန်ပြောတယ်ဒါ force ဆုပ်မဟုတ်ဘူးလက်ရှိဖြစ်နေတဲ့အနေအထားမာကိုရိုဘီယိုဟာငကိုအတိုင်းဘာမှဥပဒေကိုပြဋ္ဌာန်းတဲ့အတိုင်းမြန်မာနိုင်ငံဘက်မှာတကယ်ရက်တီပေးမယ်လို့ဆုံးဖြတ်ရင်တော့ဒီပွဲကပေါ်ပြီးပြီတကယ်ကိုတိုက်တိုက်ဆန်ဆန်ဖြစ်နေတယ်အခုဘာလို့နိုင်ငံခြားရေး policy ဝန်ကြီးကလည်းသူပဲနိုင်ငံတော်ရဲ့လုံခြုံရေးဆိုင်ရာအကြံပေးရရှိဆိုတာတိုက်ပြည်တပြည်ကိုစစ်တိုက်မယ်မစစ်တိုက်ဘူးဆိုတာသမ္မတကိုအကြံပေးတယ်အဲ့ဒါလည်းသူပဲ USA အကြီးကမြန်မာနိုင်ငံကိုလူသားချင်းစာနာမှုအကူအညီတွေအများဆုံးလိုအပ်နေတယ်ဘာလို့ကျွန်တော်တို့ဘက်မှာအဲ့ဒါလည်းသူပဲတရုတ်မုန်းတာလည်းသူပဲအမေရိကန်သမ္မတရဲ့ policy ကလည်းတရုတ်ကိုအပီးနှွာမယ်စီမံခဲ့အဲ့ဒါလည်းအမှန်ပဲအဲ့တော့အခြေအနေကအလွန်အမတန်ကိုဒါတော့သူ့ပေါ်မှာပဲမူတည်တယ်သူစိတ်ပြောင်းလားမပြောင်းလားကျွန်တော်တော့မသိဘူးဒါပေမဲ့အခြေအနေအားလုံးဒီကျွန်တော်တို့ဘက်မှာဘာကြောင့်လဲအဲ့တော့ New Nation ရဲ့ဒီ town hall ကိုကျွန်တော် share ထားပါတယ်နော်တနိုင်ခွဲလောက်ကြာတယ်ကျွန်တော်လည်းအခုပဲအစဆုံးနားထောင်ပြီးပြီသမ္မတဒေါ်နယ်ထရန့်နဲ့အရင်ဆုံးပြူတာသမ္မတဒေါ်နယ်ထရန့်ပြောသွားတာဒီအလွန်အမတန်ကောင်းတယ်ကျွန်တော်တော့ကြိုက်တယ်ကျွန်တော်ကြိုက်တယ်အဲ့တော့သူတို့ဒီဆွေးနွေးပွဲမှာတောက်လျှောက်ပြောသွားတဲ့တစ်ချက်ကိုအခုကျွန်တော်စောစောဟာပြန်ဆက်တော့မယ်နော်ဒါကကျွန်တော်အခုဖြစ်နေတဲ့အနေအထားတွေကိုထောက်ပြတာတရုတ်နိုင်ငံကစနစ်ကတိုက်ပြည်ချမ်းသာအောင်လုပ်မယ်သူတို့အာဏာရှိတဲ့လူတွေဘီလီယံနာဖြစ်အောင်လုပ်မယ်သူတို့နဲ့ပတ်သက်တဲ့ခရိုနီအုပ်စုတွေအားလုံးတိုက်ပြည်စီးပွားရေးကနေချမ်းသာအောင်လုပ်မယ်ပြည်သူတွေကိုနည်းနည်းလေးငွေကြေးသုံးစွဲတက်လုပ်အောင်ချောင်းလေအောင်လုပ်ပေးမယ်ဒါပေမဲ့ပြည်သူကိုချမ်းသာအောင်မလုပ်ပေးဘူးအဲ့ဒါတရုတ်ရဲ့အဓိက policy ပဲအဲ့ဒီ policy အတိုင်းမြန်မာနိုင်ငံကိုလည်းလုပ်တာဟုတ်ပြီနော်အဲ့တော့အဲ့ဒီ policy အတိုင်းမြန်မာနိုင်ငံကိုလုပ်တာဖြစ်တဲ့အတွက်သမ္မတထရန့်ကပြောနေတယ်အဲ့တော့ဒီတရုတ်ဆိုတဲ့ monster ကိုတဲ့မင်းတို့ကလင်တန်ကလူရသွင်းလိုက်တာတဲ့အဲ့ဒီဆွေးနွေးပွဲမှာပြောသွားတယ်သမ္မတကလင်တန်လက်ထက်မှာပင်းပေါင်ဒီမိုကရေစီနဲ့တရုတ်နိုင်ငံကို World Trade Organization ကိုဆွဲသွင်းခဲ့တာအဲ့ဒီကနေပြီးတော့တရုတ်နိုင်ငံကယနေ့ဒီအနေအထားကိုရသွားတာမင်းတို့ဒီမိုကရက်တွေရဲ့အမှားတဲ့အဲ့ဒီတရုတ်နိုင်ငံကို World Trade Organization ကိုဆွဲသွင်းလိုက်တဲ့အချိန်ကတဲ့Nancy Pelosi တို့ဒီမိုကရက်တစ်လွှတ်တော်အမတ်တွေကကန့်ကွက်ခဲ့တယ်တဲ့အဲ့ဒီအချိန်မှာ Republican လွှတ်တော်အမတ်တွေကမဲပေးပြီးတော့ကလင်တန်သမ္မတဒီမိုကရက်သမ္မတကိုတရုတ်နိုင်ငံကိုဆွဲသွင်းလိုက်တာပြောချင်တာနှစ်ပါတီလုံးကတာဝန်ရှိတယ်ကလင်တန်သမ္မတဒီမိုကရက်တစ်သမ္မတကတရုတ်ကို WTA တို့ပေးဝင်တယ်အဲ့ဒါကိုဒီမိုကရက်တစ်လွှတ်တော်အမတ်တွေ Nancy Pelosi တို့အုပ်စုကကန့်ကွက်တယ်အဲ့ဒါကို Republican လွှတ်တော်အမတ်တွေကမဲပေးပြီးတော့ yes လုပ်ပြီးတော့ဆွဲသိမ်းလိုက်တာအဲ့ဒါကိုသမ္မတဒေါ်နယ်ထရန့်ကထောက်ပြနေတာတရုတ်နိုင်ငံရဲ့ policy ကသူ့နိုင်ငံကိုမင်းတို့ပစ္စည်းတွေလာထုတ်လို့မရဘူးသူ့နိုင်ငံကိုကုန်လာမပို့နဲ့အမေရိကန်ကားမလာနဲ့အမေရိကန်ဖုန်းမလာနဲ့အမေရိကန်ပစ္စည်းမလာနဲ့သူ့နိုင်ငံမှာမင်းတို့ဈေးလာရောင်းချင်ရင်သူ့နိုင်ငံမှာပစ္စည်းလာထုတ်အဲ့ဒါဆိုရင်မင်းတို့ကိုပေးရောင်းမယ်ဂျပန်နိုင်ငံကလည်းအမေရိကန်ပစ္စည်းသူ့နိုင်ငံကိုမပို့နဲ့သူ့နိုင်ငံကိုအမေရိကန်ကားရောင်းချင်ရင်ဂျပန်နိုင်ငံမှာအမေရိကန်ကားလာထုတ်
အိန္ဒိယနိုင်ငံကလည်းသူ့နိုင်ငံမို့မင်းတို့အမေရိကန်ကပစ္စည်းမလာနဲ့မလို့လို့ချင်ငါတို့အိန္ဒိယမှာလာထုတ်ဒါပေမဲ့သူတို့ပစ္စည်းကြတော့အမေရိကန်ကိုပို့မယ်ထိုနည်း၎င်းမယ်ဥရောပနိုင်ငံများကလည်း EU နိုင်ငံများကလည်းအမေရိကန်ပစ္စည်းသူ့နိုင်ငံမလာနဲ့မင်းတို့အမေရိကန်ကားရောင်းချိန်ဥရောပမှာကားလာထုတ်အဲ့ဒါဆိုငါတို့ပေးရောင်းမယ်ဒါပေမဲ့ငါတို့ကားတွေရောမင်းတို့နိုင်ငံကိုပို့မယ်အဲ့ဒီသူတို့လုပ်ခဲ့တဲ့အတိုင်းငါပြန်လုပ်တာငါဘာမှားလုပ်လဲတဲ့ငါတို့နိုင်ငံကစသူတို့စလုပ်ထားတာဒါကြောင့်မင်းတို့ကြည့်လိုက်တဲ့အိန္ဒိယမှာတရုတ်မှာတောင်ကိုရီးယားမှာဂျပန်မှာဥရောပမှာအမေရိကန်ကားတစ်စီးမှမရှိတော့ဘူးတဲ့ဘာလို့ငါတို့ကသူတို့စီမှာသွားမှမထုတ်တာဘူးသူတို့ကားတွေကြတော့ငါတို့စီထုတ်တယ်အဲ့တော့ငါတို့ကသူတို့စီမှာသွားမထုတ်တော့သူတို့ကငါတို့အခွန်နဲ့စုံထားတယ်ငါတို့ကားတွေသွားရောင်းလို့မရဘူးသူတို့လုပ်တဲ့အတိုင်းငါပြန်လုပ်တာလေတဲ့အခုငါပြောတယ်မင်းတို့ငါးနိုင်ငံမှာတရုတ်မင်းငါးနိုင်ငံမှာလှုပ်ချင်လားငါးနိုင်ငံမှာစက်ုံလာတယ်မင်း BYD ငါတို့လည်းဝယ်ပေးမယ်ဥရောပ BMW ငါးနိုင်ငံမှာလာထုတ်ဂျပန် Toyota ငါးနိုင်ငံမှာလာထုတ်ငါတို့ဝယ်မင်းတို့ဂျပန်ကားစီးမယ်တောင်ကိုရီးယား Kia Hyundai ဒေဝူမင်းတို့နိုင်ငံပစ္စည်းငါးစီမလာနဲ့ငါးနိုင်ငံကိုလာထုတ်အမေရိကမှာလာထုတ်ငါတို့ဝယ်စီးမယ်အပြန်လန်မယ်အဲ့တော့ဒါသမရထွက်ရဲ့အငင်းပွားချက်နောက်တစ်ချက်အမေရိကန်ကတရုတ်နိုင်ငံရဲ့လူခွင့်ရေးချိုးဖောက်မှုတွေတရုတ်နိုင်ငံရဲ့ property right လို့ခေါ်တဲ့သူများပစ္စည်းတွေအတုတွေလုပ်ပြီးတော့ခိုးယူနေတာတွေသူများရဲ့မှန်ကန်မှုတွေခိုးယူနေတာတွေသူပြည်သူတွေကိုမတရားလုပ်နေတာတွေအဲ့ဒါကိုအမေရိကန်စီးပွားရေးသမားတွေက double standard သိရသားနဲ့အမေရိကန်ကိုကုမ္ပဏီတွေကတရုတ်မှာသွားပြီးတော့စက်ရုံတည်လိုက်တာအဲ့တော့သူတို့ချမ်းသာသွားတယ်အမေရိကန်မှာရှိတဲ့လူလက်တန်းစားပျောက်သွားတယ်ပြည်သူတွေကဆင်းရဲသွားတယ်ဘီလီယံနာတစုကချမ်းသာသွားတယ်အဲ့ဒါကိုငါသမရကလက်မခံဘူးဘယ်သူလုပ်ခဲ့တာလဲကလင်တန်လုပ်ခဲ့တယ်ဘယ်သူမဲပေးခဲ့တာလဲငါပါတီကပဲမဲပေးခဲ့တာအဲ့ဒါကိုငါပြင်မှာငါပြင်နေတာကိုမင်းတို့နှစ်ပါတီလုံးကလက်မခံတာတဲ့အခုဒီစက်ရုံတွေပြန်လာရင်ငါသိတယ်ဗောမနေ့ပြင်တစ်ပတ်ခါပြီးမှာမဟုတ်ဘူးအချိန်ယူရမယ်ငါသိတယ်စက်ရုံတွေပြန်လာရင်လူလက်တန်းစားတွေအလုပ်ပြန်ရမယ်အဲ့တော့ငါတို့ကို2နှစ်အချိန်ပေးတယ်ကာအမေရိကန်ရဲ့ကားမှာပါတဲ့အစိတ်ပိုင်းအားလုံးဒီအမေရိကန်နိုင်ငံမှာထုတ်တာမဟုတ်ဘူးဒါကြောင့်အခုငါလှုပ်လိုက်တဲ့အတွက်ကားစီးတွေတက်မယ်ငါလက်ခံတယ်မင်းတို့ကငါ2နှစ်အချိန်ပေးမယ်2နှစ်အတွင်းမှာအမေရိကန်မှာကားထဲမှာပါတဲ့ပစ္စည်းတွေအစိတ်ပိုင်းအားလုံးအမေရိကန်မှာလာထုတ်မင်းတို့အဆင်ပြေသွားမယ်အဲ့လိုအဲ့ဒီမင်းတို့ထုတ်မဲ့အဲ့ဒီကားထဲကအစိတ်ပိုင်းပစ္စည်းတွေအားလုံးဒီအမေရိကန်မှာရှိတဲ့လူလက်တန်းစားလုပ်ငန်းရှင်အသေးလေးတွေကအဲ့ဒီအလုပ်ရသွားမယ်သူတို့ချမ်းသာသွားမယ်ဦးတရုတ်ချမ်းသာသလိုလုပ်ငန်းရှင်တွေငါအဲ့ဒါကိုသွားနေတာတဲ့အဲ့တော့မင်းတို့စီးပွားရေးသမားတွေအရန်လာတဲ့စကားတော့သူ့စကားကိုနောက်တစ်ယောက်ကထောက်ခံသွားတာမင်းတို့အဲ့လိုကလင်တန်နဲ့မင်းတို့ globalization လုပ်ပြီးတော့အဲ့ဒီဟာတွေအကုန်လုံးမင်းတို့ရွှေ့သွားပြီးတော့မင်းတို့ချမ်းသာတယ်ဒီနေ့ငါအဲ့ဒါတွေအားလုံးကိုအမေရိကန်နိုင်ငံကိုပြန်ခေါ်သွင်းမယ်အဲ့ဒီခေါ်သွင်းမှာဖြစ်တဲ့အတွက်လူလက်တန်းစားတွေပြန်ချမ်းသာလာမယ်ငါလက်ခံတယ်အချိန်ပေးရမယ်အဲ့ဒီအတွက်ထိခိုက်မှုတွေရှိမယ်အခုလည်းရှိနေကြပြီမဈေးကွက်မှာကုမ္ပဏီကြီးတွေမင်းတို့ဟိုတုန်းကချမ်းသာခဲ့ပြီလေအခုနားတဲ့ချိန်နဲ့အနာခံကြလေတဲ့ထရန့်ပြောသွားတာကဟိုတုန်းကမင်းတို့ရွှေ့လို့မင်းတို့ပဲချမ်းသာခဲ့ပြီအဲ့ဒီချမ်းသာကြွယ်ဝမှုကနေပြီးတော့ငါကအမေရိကန်ပြည်သူတွေအတွက်တိုင်းပြည်ကိုဒီစက်ရုံတွေပြန်ရွှေ့တဲ့ချိန်မှာထိခိုက်တယ်ငါလက်ခံတယ်
ဒါပေမဲ့မင်းတို့ချမ်းသာရလေလို့ပြန်ပြီးအနစ်နာခံကြလေတဲ့မင်းတို့တထေးတွေပဲရှုံးတာလေပြည်သူရှုံးတာမှမဟုတ်တာတဲ့အဲ့တော့နည်းနည်းပါတော့အနစ်နာခံလေပြည်သူကလည်းဈေးကြီးမယ်ပစ္စည်းတွေငါလက်ခံတယ်ပစ္စည်းဈေးကြီးမယ်အဲ့ဒီပစ္စည်းဈေးကြီးမယ်ဆိုရင်အဲ့ဒီပစ္စည်းမသုံးနဲ့ပေါ့တဲ့ငါအပြတ်ပြောမယ်တဲ့ငါတို့အခုတစ်နှစ်ကို38ဘီထရီလီယံရှုံးနေတယ်တစ်နှစ်ကိုကုန်သွယ်ရေးလုံငွေ1ထရီလီယံငါတို့ရှိနေတယ်2ထရီလီယံ3ထရီလီယံအဲ့တော့ရှုံးမဲ့တူကွာတဲ့မကုန်သွယ်တာပုံမကောင်းဘူးလားတဲ့နေ့တိုင်း1ဘီလီယံရှုံးနေတယ်တစ်နေ့ကိုတန်း1000ရှုံးနေတယ်တစ်နေ့ကိုတန်း100ရှုံးနေတယ်အဲ့တော့ရှုံးမဲ့တူအဲ့ဒီနိုင်ငံနဲ့ကုန်သွယ်ငါတို့တက်ဘာနစ်လာလို့လေကုန်သွယ်လဲငါတို့ရှုံးမဲ့တူတဲ့အဲ့တော့တရုတ်နဲ့ငါကုန်သွယ်ရလို့ငါနိုင်ငံဘာဖြစ်ဘူးတဲ့သူပစ္စည်းငါတို့မသုံးရုံပဲရှိမှာတဲ့အဲ့တော့အဲ့ဒီက host ကပြောတယ် host ကကူမမုံနောက်တစ်ယောက်လည်းနာမည်ကြီး host ပဲဒါ Trump နဲ့တော့ငကူတွေကတိတဲ့လူတွေပေါ့ဒါကြောင့်လဲ Trump ကဒီမှာ interview လာပေးတာ